ချက်ချာကောင်းတဲ့နေရာလေးဖြစ်တယ်ကျမတို့အခုမြင်တွေ့နေရတာဆိုရင်တော့တောင်တကုံစိတ်ကမ်းမြို့နယ်တိုင်းကိုဖြတ်ထားတယ်နှော်ကားမိန်းလမ်းမကြီးဖြစ်တယ်လောကမိန်းလမ်းမကြီးကနေဒဲစင်းလေးဆင်းနိုင်နေုံနဲ့ကျမတို့3အိမ်နဲ့4အိမ်မြောက်ကလေးမှာ43ပေပေ60ကိုရောင်းချပေးမှာပေါ့နော်မြေပြင်မှာဆိုလို့ရှိရင်တော့45ပေပေ60ဖြစ်တယ်နှစ်ထပ်တိုက်တစ်လုံးလေးပါမယ်ခရံကရုံးလေးဖြစ်တယ်ဒါကြောင့်မလို့ကျမရဲ့ဝယ်ယူသူတွေလမ်းညွန်လေးနဲ့မြေပြင်တည်နေရကိုအခုပဲကြည့်ရှုပေးပါအောင်ရှင်ကျမတို့အခုမြင်တွေ့နေရတာဆိုရင်တော့လှော်ကားမိန်းလမ်းမကြီးဖြစ်တယ်ဒီလမ်းမကြီးကနေရှေ့ကိုဆက်ပြီးတော့သွားမယ်ဆိုလို့ရှိရင်တော့ကျမတို့ဒီဟာဆိုပြည်တော်စုမိန်းလမ်းမကြီးထီကိုတစ်ခါတည်းထွက်သွားလို့ရတယ်မိန်းလမ်းခုဒီနောက်ဘက်ကိုသွားမယ်ဆိုလို့ရှိရင်တော့ကျမတို့အမြဲတမ်းရောင်းနေကြနေရဖြစ်တဲ့တကုံစိတ်ကန်းတင်ကားတစ်ဖက်တွေကိုရောက်သွားမှာအရှိမမြင်တွေ့နေရတဲ့မီးပွိုင်းရဆိုရင်တော့ကျမတို့ဒါ20စီတီမတ်မီးပွိုင်းလေးဖြစ်တယ်ဝယ်ယူသူတွေမိန်းလမ်းမကြီးရဲ့အနီးကိုလိုချင်တယ်စီတီမတ်အနီးဈေးအနီးကျောင်းအနီးကိုလိုချင်တယ်ဆိုရင်တော့ကျမတို့အခုရောင်းချပေးတဲ့ခြံလေးနဲ့အိမ်လေးနဲ့ကိုလာရောက်လေးလာနိုင်ပါတယ်ကျမရောင်းချပေးပြီးမှတော့အခုမြင်တွေ့နေရတဲ့မိန်းလမ်းမကြီးရဲ့ဒဲစင်းလေးကိုရောင်းချပေးမှာပါရှင်ကျမတို့အခုလမ်းထဲဝင်လာလိုက်ပြီဆိုလို့ရှိရင်တော့အခုဒီဘက်ဘေးရပါတော့အိမ်အဝါလေးကိုရောင်းချပေးမှာပါမြေပြင်မှာဆိုလို့ရှိရင်တော့သူ့ရဲ့အာရုံချက်လေးဒီကျမတို့လမ်းဦးလေးပေါ့နော်ပေ30လောက်တိုက်တယ်ဒါကြောင့်မလို့လေကျမတို့ပေါ့နော်43ပေပေ60ကိုရောင်းချပြီးပြီဈေးနှုန်းဆိုလို့ရှိရင်တော့3900ကိုညှိနှိုင်းလေးနဲ့ရတာပါဒီကျယ်ဝင်းကိုလိုချင်တယ်ပိုင်ဆိုင်မှုမှန်ကန်တာလေးကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ကျမတို့89ပဲလေးအိမ်ချမ်းမျိုးကိုဆက်သွယ်ပြီးဝယ်ယူနိုင်တယ်ကျမတို့ပေါ့နော်အိမ်အတွင်းကန်းပုံလေးတွေဆိုလို့ရှိရင်တော့တစ်ချက်လောက်လေးကြည့်ရှုပေးပါဦးရှင်ပြောင်းချပေးမဲ့နေရာသည်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်21ရပ်ကွက်ဖြစ်တယ်43ပေပေ60ပေါ့နော်ခရံကရုံးလေးဖြစ်တယ်အခုရောင်းချပေးလိုက်တဲ့အိမ်လေးရဲ့အလှဲ့ဆိုလို့ရှိရင်တော့တောင်ဘက်အလှဲ့လေးကြတယ်အိမ်နံပါတ်ပေါင်းချင်းဆိုလို့ရှိရင်တော့တစ်ကနန်းလေးကြပါတယ်လမ်းဦးတိုက်လေးဖြစ်တဲ့အတွက်ကိုခရံကရုံးလေးဖြစ်တဲ့အတွက်ကို3900နဲ့အခုလိုမျိုးဈေးနှုန်းလေးနဲ့ရတာပေါ့နော်တကယ်တော့ဒီအိမ်နဲ့ခြံနဲ့ဒီမြေကြီးဈေးဝင်းကျင်တိုက်ဖိုးဝင်းကျင်ပဲရှိပါတယ်ရှင်မိန်းလမ်းမကြီးနဲ့ကလည်းနီးတယ်ကျမတို့စီတီမတ်နဲ့လည်းနီးတယ်ဈေးအနီးကျောင်းအနီးပေါ့နော်ကားမှတ်တိုင်နဲ့အနီးဒါကြောင့်မလို့ကျမရဲ့ဝယ်ယူသူတွေပေ40ပေ60ကိုမှနှစ်ထပ်တိုက်တစ်လုံးပါတာလေးကိုလည်းလိုချင်တယ်လမ်းကောင်းတာလေးမြေပြင်ကောင်းတာလေးကိုလိုချင်တယ်ဆိုရင်တော့ကျမတို့89ပဲလေးအိမ်ချမ်းမြေကိုဆက်သွယ်ပြီးလာရောက်ဝယ်ယူထားနိုင်တယ်ဆက်သွယ်ခြင်းနဲ့ဆိုရင်တော့39 89 89 949 39 42 89 89 66လေးကိုမနက်9နာရီကနေညနေ9နာရီတရက်နေ့ရလွဲလို့ပေါ့နော်နေ့စဉ်နေ့တိုင်းဆက်သွယ်နိုင်တယ်ရုံးခန်းတည်နေရဆိုရင်တော့တောင်တကုံမြို့နယ်25ရပ်ကွက်ပလဲရတနာလမ်းမပေါ့ကျမတို့ပြည်တော်စုမိန်းလမ်းမကြီးရှိတယ်ပြည်တော်စုမိန်းလမ်းမကြီးရဲ့ဘေးမှာဆိုပလဲရတနာလမ်းမဆိုတာရှိဝင်လာလိုက်ရုံနဲ့ကျမတို့89ပဲလေးအိမ်ချမ်းမြေသည်မနက်9နာရီကနေစတင်ပြီးရုံးခန်းလေးဖွင့်လှစ်ပေးထားပါတယ်ရှင်ကျမတို့89ပဲလေးအိမ်ချမ်းမြေမှာဝယ်မရောင်းမမဟုတ်ပါဘူးပြင်ပဧည့်သည်တွေမြဲစာရွက်စာတမ်းစစ်ဆေးခြင်းတာသတင်းစာကြော်ညာထည့်ခြင်းတာခရံအမြေပေါက်လေးပြောင်းလဲခြင်းတာကျွမ်းကျင်တဲ့ရှေ့နေတွေမြဲလိုအပ်တယ်ဆိုလို့ရှိရင်တော့အခုပဲကျမတို့89ပဲလေးအိမ်ချမ်းမြေကိုဆက်သွယ်နိုင်ပါတယ်အကျိုးဆောင်တွေရှိမယ်ပေါ့နော်အကျိုးဆောင်တွေတချို့ဆိုလို့ရှိရင်ကျမတို့ရောင်းချပေးတဲ့ခြံတဲ့အိမ်တွေကိုပေါ့နော်အကျိုးတူလေးရလားဆိုပြီးတော့မေးချတာလေး
လေးတွေရှိတယ်တကယ်လို့မြဲဒီအိမ်လေးကိုအကျိုးတူမြဲလုပ်ချင်တယ်ဆိုလို့ရှိရင်နော်3ပုံပုံရမယ်ပေါ့နော်ကျမတို့ပုံမှန်တိုင်း1%မျိုးပေါ့နော်တပုံမျိုး2ပုံမျိုးတော့ခွဲပေးလို့မရဘာကြောင့်လဲဆိုတဲ့အခါကျတော့ကျမတို့ဒီဒါပိုင်ရှင်နဲ့ဓာတ်ရိုက်မဟုတ်ဘူးအရှိမဆိုလို့ရှိရင်နော်အကျိုးဆောင်ပေါ့နော်မောင်လေးတူကနေပြီးတော့ကျမတို့89ကိုလာအပ်ထားတာဖြစ်နေတဲ့အတွက်ကျမတို့လာကြည့်တဲ့ဧည့်သည်တွေကမြန်အကျိုးဆောင်ခေါ်လာတယ်ဆိုလို့ရှိရင်နော်ဒီအကျိုးဆောင်တွေဒီ3ပုံပုံရမယ်ဆိုတဲ့ဟာလေးကိုဒီနေရာကနေပြောပြပေးချင်ပါတယ်ရှင်တရားချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်